안녕하세요, 여러분. 이번 띵행사, 나선 띵행사가로 daily life 마 도미야리 시대 자갈롱리리고 뼈뼈위 도마에 피파래. 파송 greeting 노사대칭 시마로와 뼈케네 안녕하세요로 디 만나서 반갑습니다로 안녕하십니까로 에 띵행사 마 뼈케네 하리가 저러 두가 디အမြင့်တုံးအနေနဲ့ရေကြီးကြီးနှုတ်ဆက်တဲ့စကားတွေပေါ့။ဒီနေ့ပြောသွားမယ့်အကြောင်းအရာတွေကကျတော့ရင်းနှီးနှီးဖော်ဖော်ယူနှုတ်ဆက်တဲ့စကားလုံးလေးတွေပေါ့နော်။အပြစ်မှာမနက်ခင်းတောင်မလို့ရှိရင်အပြစ်မှာတွေ့လို့ရှိရင်သုံးလို့ရှိတဲ့စကားလုံးလေးတွေဖြစ်ပါတယ်။ဒါပထမဆုံးနှုတ်ဆက်တာကနှုတ်ဆက်တဲ့စကားလုံးကကျတော့잘 지냈어요. 잘 지냈어요. 잘 지냈어요. နေကောင်းလားပေါ့အချင်းနေဘလို့ရှိလဲပေါ့နော်ဒီအတော်တွင်းထဲမှာကကောင်းဖြတ်တန်းခဲ့လားဆိုရဲထိပ်ပဲလို့မို့ပေါ့နော်잘 지냈어요 잘 지냈어요တော့ပြောတဲ့အချိန်ကြလို့ရှိရင်ဆော်ရောဆိုပြီးလို့ရှိရင်တော့ဒီဆော်ရောဆိုပြီးတော့မှအဲ့လိုမပြောရဘဲနဲ့ဆော်ရောဆိုပြီးလို့ရှိရင်အပုံတက်ပြီးတော့မှပြောရတယ်잘 지냈어요ဘာလို့ဆိုတော့သူကဒီမေခွန်းတစ်ခုဖြစ်တာနေကောင်းလားအချင်းနေဘလို့ရှိလဲဆိုပြီးရှင်ညမေခွန်းတစ်ခုဖြစ်တဲ့ကြောင့်မို့သူကမေခွန်းပါပြီဆိုရင်ဒီစကလုံးကိုပဲသူကအတန်ကိုမြင့်မြုံမှအတန်ထွက်ပြရတယ်잘 지냈어요အဲ့ဆိုလို့ရှင်ရောဆိုပြီးလို့ရှင်အပေါ်တက်သွားလို့ရှင်ကိုကပြန်ပြင်မယ်ဆိုလို့ရှင်နဲဆိုရဲဟုတ်ကဲ့ဆိုရဲဟာထည့်ပြီးမှနဲ잘 지냈어요ဒါကြတော့သူကစကားပြောတော့မယ်ဆိုရင်ဆော်ရောအဲ့လိုပုံစံလိုမျိုးပဲအသွားလိုက်တယ်သူကမေခွန်းဆိုလို့ရှင်잘 지냈어요 네, 잘 지냈어요. အဲ့လိုမျိုးသူရဲ့အတန်အနေချားလေးပေါ့နော်မေခွန်းမေးရဆိုရင်အတန်ကိုမြင့်မြင့်မှမေးရတယ်ဒီတိုင်းရိုးပြန်ဖြေရဆိုရင်ဒီတိုင်းပဲဖြေပြရတယ်အဲ့တော့နောက်တစ်ခါကျတော့ 오랜만이에요 မတွေ့တာကြာပြီနော်오랜만이에요 오랜만이에요ပြီးတော့밥 먹었어요. 밥 먹었어요. ထမင်းစားပြီးပြီလားဆိုတာကကြတော့ဒီမြန်မာမှာဆိုလို့ရှိရင်နည်းနည်းလေးထောက်တဲ့စကားလုံးပေါ့နော်ထမင်းစားပြီလားဆိုပြီးတော့မေးတာနည်းနည်းလေးမရှိကြဘူးပေါ့နော်သူကကြတော့ဒီကိုရီးယားမှာကြတော့ဒါကယဉ်ကျေးမှုတစ်ခုလိုမျိုးပဲနေကောင်းလားလို့မေးလိုက်တယ်လို့မျိုးပဲတငယ်ချင်းတွေကိုရဲ့မိတ်ဆွေပေါင်းတင်တွေကိုဘယ်လောက်ခယူးဆိုင်ကြအောင်ဆိုတော့ဖော်ပြရှင်နေချင်ကြလို့ရှိရင်တုံတာပေါ့နော်밥 먹었어요ထမင်းစားပြီလားဆိုတဲ့ဟာကယဉ်ကျေးတုံးတဲ့ဒီရင်းနီးတုံးတဲ့အတုံးနှုံတစ်ခုပဲပေါ့နော်ဒါကြတော့သူတို့ရှိမှာတော့ဒါကပုံမှန်ဒီနှုတ်ဆက်တဲ့စကားတစ်ခုပဲပေါ့နော်잘 지냈어요? 오랜만이에요. 밥 먹었어요? 또မေခွန်းဆိုရင်အပေါ်တက်ပြီးသွားမယ်ဒီတိုင်းရိုးစကားလုံးပြောတယ်ဆိုလို့ရှိရင်သူကတဲ့ပဲသွားမယ်네 밥 먹었어요အဲ့လိုမျိုးသူကပြင်မြဲရှင်ညာဖြေလို့ရှိရင်ဆော်ရောအဲ့လိုပဲအဲ့တော့မှမေးမယ်ဆိုရင်ဆော်ရောအဲ့လိုမျိုးအပေါ်တက်ပြီးရှင်ညာမေးမယ်နောက်တစ်ခုကကျေးဇူးတင်ရှင်နဲ့တောင်းပန်ရှင်ကျေးဇူးတင်တဲ့အခါတောင်းပန်တဲ့အခါတစ်ဖက်လူကိုအားနာတဲ့အခါအဲ့လိုမျိုးအချိန်ကြီးကြလို့ရှိရင်ဒီရဲ့စာကြောင်း၃ကြောင်းပေါ့နော် phrase ၃ခုကိုသုံးတယ်ဒီမှာဆိုရင်ပထမဆုံးက수고하셨습니다ဒါဆိုလို့ရှိရင်ကျေးဇူးတင်တဲ့အနေနဲ့ပြင်ပန်းသွားပြီဆိုအခုအလုပ်တစ်ခုပြီးသွားပြီဆိုလို့ရှိရင်ဒီမြန်မာမှာတော့ဒီရဲ့အလေးထားမရှိပေမဲ့ဒီကိုရီးယားမှာကျတော့ပြင်ပန်းသွားပြီဒီနေ့အလုပ်ကြိုးစားခဲ့ပြီးတယ်ပေါ့အဲ့လိုမျိုးပြောတဲ့အလေးအထားရှိတယ်မြန်မာမှာဆိုလို့ရှိရင်ပြောဖို့ဟာကနည်းနည်းလေးခက်ခဲပေါ့နော်ဒီနေ့ပြင်ပန်းသွားပြီဆိုပြောလို့ရှိရင်လည်းနည်းနည်းတမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုရီးယားမှာကကြတော့သူကဒါကပုံမှန်အနေနဲ့ပဲပြောရတယ်ဒီလိုမျိုးပြောရဲဆိုလို့ရှိရင်ဖော်ရွေရရင်းနှီးတယ်ဆိုတဲ့အသုံးနှုန်းလေးပေါ့နော်수고하셨습니다 오늘 수고하셨습니다ဆိုပြီးတော့မှဒီနေ့ပြင်ပန်းသွားပါပြီပေါ့နော်ဒါကကြတော့ပုံမှန်အသုံးနှုန်းလေးဖြစ်တယ်ပြောရဆိုလို့ရှိရင်တခုခုကိုပြောနေ့ရောက်တာစကားပြောနေတဲ့အချိန်မှာဖုန်းလာတာပဲဖြစ်ဖြစ်ကိုအလုပ်တစ်ခုလုပ်เสียရှိတာပဲဖြစ်ဖြစ်အဲ့ဒါမှခဏလေးနော်ဆိုပြီးလို့ရှိရင်ညာပြောရှင်နေဆိုလို့ရှိရင်잠시만요ခဏလေးနော်ပြီးရင်တရားရကရှိမှလမ်းပိတ်နေတာတော့ဘာလို့ညာဆိုလို့ရှိရင်잠시만요အဲ့လိုမျိုးပြောပြရှင်ကြတော့ဒီဖယ်ခိုင်းလို့လည်းရတယ်ပေါ့နော်잠깐만요ဆိုပြီးရှင်နော်အဲ့လိုမျိုးပြောပြရှင်ကြဖယ်ခိုင်းလို့လည်းရတယ်နောက်တစ်ခုကကြတော့ကိုကနေပြီးတော့မှတရားရောက်ကနေပြီးတော့မှပြောလိုက်တာကိုမှကိုကအဆင်ပြေပါတယ်ရပါတယ်ဆိုကျေးဇူးတင်ပါတယ်ဆိုပြောလိုက်လို့ရှင်လည်းရပါတယ်ပေါ့နော်အဲ့လိုမျိုးပြောရှင်နေဆိုလို့ရှင်괜찮아요ဆိုရင်အစားနေပြပြောကြအောင်နောက်ကနေလိုက်ပြောကြည့်မယ်နော်
수고하셨습니다. 수고하셨습니다. 잠시만요. 잠시만요. 괜찮아요. 괜찮아요. နောက်တစ်ခုကဈေးဝယ်ခြင်းနဲ့စားတော့ဆိုင်ဒီ shopping တွေလုပ်တဲ့အချိန်တွေရလို့ရှိရင်တုံးတဲ့စကားလုံးလေးတွေပေါ့စကားပြော daily phrase လေးတွေဒါဆိုလို့ရှိရင်ဒါဘလောက်လဲဒီပစ္စည်းတစ်ခုပေါ့နော်ဘလောက်လဲဆိုပြီးတော့မှမေးရှင်နေဆိုရင် 이거 얼마예요?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  ပြီးတော့ဒီစားတော့ဆိုင်တွေသွားပြီဆိုလို့ရှိရင်ဒီစပွဲထိုး waiter တွေကပေါ့နော်လာချပြီးပြီဆိုလို့ရှိရင်သူတို့ပြောလို့ရှိတဲ့စကားက 마시게 드세요.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  나를 과 나를 과 저런 누가 고 참민 사러 매ဒီတငယ်ချင်းလေးနဲ့ဖြစ်ဖြစ်တငယ်ချင်းအိမ်လိုက်သွားတာပဲဖြစ်ဖြစ်အဲ့မှာမုံစားတာပဲဖြစ်ဖြစ်ဘလို့မိုးချင်းနေမှာပဲဖြစ်ဖြစ်ကိုကစားတော့မယ်ဆက်စားတော့မယ်ဆိုလို့ရှိရင်잘 먹겠습니다. 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 ပြီးတော့ဆိုင်မှာစားပြီးပါပြီပတ်စံရှင်းမယ်ဆိုပြီးတော့မှပြောချင်တယ်ဆိုလို့ရှိရင်계산해 주세요. 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 ဟုတ်ပြီနောက်တစ်ခါတော့ပြန်လိုက်ပြောကြည့်အောင်ဒါဘယ်လောက်လဲလို့ပြောရှင်이거 얼마예요? 이거 얼마예요? 야다시시 동사 말로 표신 마시게 두세요. 마시게 두세요. 참여사간이 솔루션 잘 먹겠습니다. 잘 먹겠습니다. 심해서 병마 표시네. 계산해 주세요. 계산해 주세요. 고의 산안의 취미고 표시네 챙겨주신 뒤에 할일이고 동무야 말해. 네, 그러면 그아 바이사레에서 병마 표시네 소인 배고파요. 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 징에 대해서 몇마 표시네 소인 목 말라요.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  삐만해서 표시네 소인 피곤해요. 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 와래 가 되게라서 몇마 표시네 솔루션이 진짜요? 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 뜨거고 뼈라이로 나래바비 소리시냐 뼈치네 소리신 알겠어요. 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 나가니 가로라 뼈지야. 배고파요. 배고파요. 목말라요. 목말라요. 이 목말라요만 가다네 피비면 바로 가다 어떤 편이야래 소 아티신 로신 이 삼지 라이브로 ပြောလို့ရတယ်အဲ့တော့ pronunciation rule အပိုင်းကိုပြန်သွားပြီးတော့မှကြည့်ပါအဲ့ဒီမှာဘာလို့မုံဆိုတဲ့ငါတက်နဲ့တက်ခဲ့တာလဲဆိုတဲ့အကြောင်းအရာကိုသိလိမ့်မယ်နော် 피곤해요. 피곤해요. 진짜요? 진짜요? 알겠어요. 알겠어요.
နောက်ဆုံးတစ်ခုကကြတော့အားပေးစကားနဲ့အာမေလေးတန်နေကိုယ့်ရဲ့တငယ်ချင်းတွေကိုပဲဖြစ်ဖြစ်ကျောင်းသားတွေကိုပဲဖြစ်ဖြစ်ဒီတိုင်းအားပေးစကားပြောရှင်တဲ့အချိန်ကြီးရလို့ရှိရင်အမို့အာမေလေးအတန်ကြီးထွက်လာတဲ့အချိန်ကြီးရလို့ရှိရင်သူကဒီရဲ့ဟာလေးတွေကိုဒီရဲ့ phrase လေးတွေကိုသုံးလို့ရတယ်ပေါ့နော်ပထမဆုံးတစ်ခုကကြတော့စူးစမ်းပါ fighting ဆိုပြီးရှင်ညာပြောချင်တယ်ဆိုရင် fighting တချို့တွေကြောင့် fighting ဆိုပြီးရှင်ညာလည်းရေးကြတယ်ဟာဝါ fighting ဆိုပြီးမှလည်းရေးလို့ရတယ်ဒီ fighting ဆိုပြီးရှင်ညာတော့အင်္ဂလိပ်စကားလုံးရဲ့ဓာတ်ရိုက်အတန်ထွက် fighting ဆိုပြီးမှလည်းရေးလို့ရတယ်ပြီးတော့တယောက်ကိုအားပေးခြင်းတဲ့အချိန်တခုခုကိုသူကမလုံနိုင်ဘူးဆိုပြီးတော့မှကြောက်နေတဲ့အချိန်စင်မောတက်ခါနီးတို့ဘာလို့ကြောက်နေတဲ့အချိန်ကြီးပါရညာဆိုရင်သူက잘할 수 있어요ကောင်းကောင်းလုံနိုင်မှာပါဆိုပြီးရှင်ညာတော့ဒီအားပေးတဲ့အချိန်ညာကြီးပြောတဲ့ဟာပေါ့နော်잘할 수 있어요 잘할 수 있어요နောက်တစ်ခုကကြတော့ wow မိုက်လိုက်တာဆိုပြီးရှင်ညာတော့အဲ့လိုမျိုးပြောချင်တယ်ဆိုရင်대박နောက်တစ်ခုလန့်သွားတာပဲလန့်လိုက်တာတခုခုချလိုက်လို့လန့်သွားတယ်ဆိုပြီးမှပြောချင်တယ်ဆိုရင် 깜짝이야နောက်တစ်ခုက wow ဆိုပြီးမှအဲ့လိုမျိုးတခုခုအံ့ဩပါလို့ wow ဆိုပြီးမှပြောချင်တယ်ဆိုလို့ရှိရင်သူကကြတော့ wow နောက်ကနေနောက်တစ်ခါပြန်လိုက်ပြောကြည့်အောင် fighting 잘할 수 있어요 대박 깜짝이야 우와